ပြန်ချင်ပေမဲ့မဖြစ်နိုင်သေးလို့ပါချိန်မိခါနေရဲ့အမေသားလေးအားတင်ထားတဲ့အမေကျမ်းမအောင်လဲနေစိတ်ချမ်းတောင်းလဲနေအမေရီမန်းချစ်တွေပြည့်တဲ့တနေ့မှာအမေသားအမေစီအပီးပိုင်ပြန်ခဲ့ပါမယ်အမေအမေသားအမေကိုလွမ်းနေပြန်ချင်ပေမဲ့မဖြစ်နိုင်သေးလို့ပါချိန်မိခါနေရဲ့အမေသားလေးအားတင်ထားတဲ့အမေကျမ်းမအောင်လဲနေစိတ်ချမ်းတောင်းလဲနေအမေရီမန်းချစ်တွေပြည့်တဲ့တနေ့မှာအမေသားအမေစီအပီးပိုင်ပြန်ခဲ့ပါမယ်အမေမေငွေငိုလွမ်းမိတယ်အမေရဲ့ရိတ်ကိုလွမ်းမိတယ်အမေမြတ်တာလွမ်းချုံထားရင်တောင်းငယ်လေးအေးချမ်းပါတယ်အမေအမေနဲ့ကြွယ်ကွာနေတဲ့တိုင်းတစ်ပေါက်ရောက်နေရဲ့တန်းမှာတောင်းငယ်မပြောဘူးအမေမနှွေးထွေးမတရဘူးမအေးချမ်းဘူးအမေပြန်လာခဲ့မယ်အမေတာပြန်ခဲ့မယ်အမေတမကွဲဆောင်းရှောင်းပေးကိုအမေသားလေးပြန်ခဲ့မယ်နော်အမေရွှေမြေဆိုမငိုနဲ့တော့အမေတာပြန်လန်ကိုကျိုးနေတော့အမေပြုံးနေမြင်ရရင်လေးပြမလျာတွေအားလုံးအမောအမေသားအမေကိုလွမ်းနေပြန်ချင်ပေမဲ့မဖြစ်နိုင်သေးလို့ပါချိန်မိခါနေရဲ့အမေသားလေးအားတင်ထားတဲ့အမေကျမ်းမအောင်လဲနေစိတ်ချမ်းတောင်းလဲနေအမေရီမန်းချစ်တွေပြည့်တဲ့တနေ့မှာအမေသားအမေစီအပီးပိုင်ပြန်ခဲ့ပါမယ်မေငွေငိုလွမ်းမိတယ်အမေရဲ့ရိတ်ကိုလွမ်းမိတယ်အမေမြတ်တာလွမ်းချုံထားရင်တောင်းငယ်လေးအေးချမ်းပါတယ်အမေနဲ့ကြွယ်ကွာနေတဲ့တိုင်းတစ်ပေါက်ရောက်နေရဲ့တန်းမှာတောင်းငယ်မပြောဘူးအမေမနှွေးထွေးမတရဘူးမအေးချမ်းဘူးအမေပြန်လာခဲ့မယ်အမေတာပြန်ခဲ့မယ်အမေတမကွဲဆောင်းရှောင်းပေးလို့အမေသားလေးပြန်ခဲ့မယ်နော်အမေ